Okay အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျမတို့ US ဖက်မှာဆိုလို့ရှိရင်တော့December ပေါ့နော်21လောက်ရောက်နေပါပြီChristmas နေ့လာတဲ့အချိန်မှာကျမရဲ့နှလုံးသားမှာပေါ့နော်ဒီ reminder ပေါ့တတိပေးတဲ့စာလေးလည်းဖြစ်တယ်ခွင့်အားပေးတဲ့စာလေးလည်းကျမဗာလဲစိတ်ထက်မှာပေါ့နော်တွေးဖြစ်လာတယ်ဘာဖြစ်လို့လဲဆိုတော့ဟောတနေ့တုန်းကကျမခရစ်စမတ်ဝင်ခါနေမှာကျမအမေနဲ့ဖုန်းပြောဖြစ်တော့ကျမအမေကကျမကိုပြောရပေါ့နော်ဘယ်လိုပြောမလဲအမေအတွက်ကတော့တဲ့ခရစ်စမတ်ရောက်ဖို့ခရစ်စမတ်လပေါ့နော်ဒီဇင်ဘာလရောက်ဖို့ဟာအမေအတွက်ကတော့အရန်ခက်ခဲတယ်ပေါ့ဘယ်လိုပြောမလဲမပြောဆုံးလာပဲဒီလကအမေအတွက်ဘယ်လိုပြောမလဲအပူလောင်ရဆုံးပေါ့နော်ဝမ်းနဲ့ရဆုံးလာဖြစ်တယ်လို့ကျွန်မကိုပြောရတယ်ပေါ့နော်အဲ့ဒါကျွန်မကလည်းဘာဖြစ်လို့လဲဆိုတော့သူကကျွန်မရဲ့မောင်လေးက2021မှာဆုံးသွားတယ်ပေါ့နော်အသက်က19နှစ်လေးမှာအဲ့ဆိုတော့ကျွန်မမောင်လေးဆုံးပြီးနောက်ပိုင်းမှာကျွန်မတို့ကဘယ်လိုပြောမလဲပျော်ရွှင်မှုအပြည့်အဝမဟုတ်ဘူးပေါ့ပွဲတွေတစ်ခုရောက်လာတဲ့မိခင်များနေဖြစ်စေဘာနေပဲဖြစ်ကျမတို့ကတတိရတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့မျက်ရည်တွေနဲ့ဖြတ်တန်းရတယ်အဲ့လိုဆိုတော့ကျမဆိုရင်2022မှာဖခင်ရဲ့ကျေးဇူးတော်ကြောင့် US ကိုရောက်လာတယ်ယောက်ျားနာကိုလိုက်လာတာပေါ့နော်အဲ့လိုမျိုးဆိုတော့ကျမအမေအတွက်ကကြတော့ကျမမောင်လေးကလည်းဆုံးသွားတယ်ကျမကလည်း US မှာနေတယ်ပြီးတော့ကျမရဲ့အလက်မပေါ့နော်ကျမတို့မွေးချမ်း၄ယောက်ရှိတာပါအဲ့ဒီအလက်မကသူကလည်းကျမရဲ့ဦးလေးစီမှာကြောင်းသွားတတ်တယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်တယ်အငယ်ဆုံးကောင်လေးပဲသူတို့နဲ့တူရှိတာဆိုတော့ကျမအမေကလူအနေနဲ့ဆိုလို့ရှိရင်ပေါ့နော်အရင်ဝမ်းနေတယ်ပေါ့ကိုရင်မိသားစုနဲ့အတူမနေရတော့အဲ့ဒီအချိန်မှာပေါ့နော်ကျမကလည်းပြောတယ်အမေဒီလိုမတွေ့ရဘူးပေါ့နော်ခရစ်စမတ်ဆိုတာဘယ်လိုပြောမလဲကျမတို့ယုံကြည်သူတွေအတွက်ပေါ့နော်အရန်ကိုဘယ်လိုပြောမလဲမွန်မြတ်အရန်ကိုဝန်တာရမယ်နေဖြစ်တယ်လဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ရဲ့မျော်လင့်စွန့်သခင်ယေရှုကကျမတို့ရဲ့အပြည့်အတွက်ပေါ့နော်မွေးဖွားခြင်းကိုခံတဲ့လဖြစ်တယ်ဒါကြောင့်မို့လို့ကျမတို့ကအရန်ကိုပြောရှင်သိနေဆိုတာကိုကျမတို့တာမီညောက်ပေါ့နော်ဆွေးနွေးကြတယ်အဲ့ဒီအချိန်မှာသူကလည်းဟုတ်တယ်တဲ့ခဏလေးပဲလူအနေနဲ့တွေးမိလိုက်တယ်ပေါ့နော်အဲ့ဒီလိုအမေနဲ့စကားပြောပြီးနောက်ပိုင်းမှာပေါ့နော်ကျမတို့လိုမျိုးအဖြစ်ရှိတဲ့သူတွေကိုကျမကဒီ reminder ပေါ့နော်လုပ်ပေးချင်လာတယ်ဒါပေမဲ့ Mommy Yes look at Papa It's not Papa အဲ့လိုဆိုတော့ကျမဘယ်လိုပြောမလဲပြောချင်လာတယ်ပေါ့နော်ခွင့်အားပေးချင်လာတယ် reminder လုပ်ပေးချင်လာတယ်အဲ့ဒါကြောင့်ကျမကဒီဗီဒီယိုလေးကိုရိုက်ချင်ဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီခရစ်စမတ်ရောက်လာတော့မယ်ဆိုလို့ရှိရင်ကျမတို့လိုမိသားစုဆုံးရှုံးရတဲ့သူကိုချီရတဲ့မိခင်ဖြစ်စေဖခင်ဖြစ်စေမောင်နှမဖြစ်စေပေါ့နော်တငယ်ချင်းဖြစ်စေအဲ့လိုမျိုးဆုံးရှုံးရတဲ့သူတွေအတွက်ကတခုခုပွဲရောက်တော့မယ်ခရစ်စမတ်မှမဟုတ်ဘူးပြောချင်တာကနှစ်တကူဖြစ်စေဖခင်များနေဖြစ်စေပါအဲ့လိုတွေရောက်တော့မယ်ဆိုလို့ရှိရင်ကျမတို့ရဲ့နှလုံးသားကိုယ်ကြည့်တယ်ပေါ့နော်အထဲကနေဘယ်သူမှမမြင်ပေမဲ့ကျမတို့ဟာညရည်တွေနဲ့နေရတယ်ကျမဆိုလို့ရှိရင် 24 night တို့ပြီးတော့ Christmas နီးလာလေပေါ့နော် December နီးလာလေကျမကဝမ်းမြောက်ဝမ်းသာတဲ့စိတ်ရဲ့ပြီးတော့ဝမ်းနေတဲ့စိတ်ရဲ့နဲ့ရောထွေးတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျမရဲ့ကျန်ရှိခဲ့တဲ့ကျမမိသားစုကိုလည်းကျမတတိရတယ်ပြီးတော့ကျမရဲ့ဆုံးပါသွားတဲ့ကျမရဲ့မောင်လေးကိုလည်းပြန်တွေးမိတယ်ပေါ့နော်အရင်တော့ကိုရီးယားအရင်ဆင်းရဲတယ်ဆိုပြီးမိသားစုဆုံးလင်းလေးနဲ့ပေါ့နော်ထမင်းဝိုင်းလေးတူစားကြတယ်24 night ဒီမှာဆိုလို့ရှိရင်ကိုရီးမိသားစုဆုံးလင်းလေးနဲ့ဘယ်လိုပြောမလဲဒင်နာလေးတွေစားရတယ်ဗျအဲ့လိုမျိုးတွေလုပ်ခဲ့ကြတယ်ဆိုတော့ပေါ့နော်ကျမလည်းအရင်ဝိုင်းနေတဲ့ခရစ်စမတ်မနေ့ဆိုရင်လည်းကျမမျက်ရည်မျက်ခွက်နဲ့အရင်ငိုယူပြီးတော့ဘုရားရှင်ကိုဆုတောင်းတယ်ပေါ့နော်ကိုရောကျမငင်သက်ချင်းပေးပါကိုရောရဲ့ဘယ်လိုပြောမလဲပေါ့နော်နှုတ်ကပတ်တော်နဲ့ကျမကိုခွာရပေးပါညာကျမအမြဲဆုတောင်းတယ်အဲ့လိုအဲ့ဒါကြောင့်ပေါ့နော်ကျမရဲ့တငယ်ချင်းတွေချီရတဲ့မိသားစုတွေချီရတဲ့ဘယ်လဲအဖို့အပွားတွေတငယ်ချင်းတွေအားလုံးကိုပြောချင်တာကပေါ့နော်ဒီနှစ်ခရစ်စမတ်မှာကိုကမိသားစုဟိုဆုံးရှုံးရလို့ပဲဖြစ်ဖျားနာနေလို့ဆေးရုံမှာပဲလဲနေရလို့ပေါ့နော်ဘုရားเจ้าကိုမသွားနိုင်တဲ့သူပဲဖြစ်ခရစ်စမတ်မှာမပြောရှင်တဲ့သူတွေလူအနေနဲ့ပေါ့နော်တောကတွေပြည့်နေနေတဲ့သူတွေဝမ်းနေနေတဲ့သူတွေအများကြီးဒီကမ္ဘာပေါ်မှာရှိလိမ့်မယ်ဒါ
ဒါပေမဲ့ပေါ့နော်ကျွန်မ reminder လုပ်ချင်တာက Christmas ဟာကျွန်မတို့ရဲ့လူအနေနဲ့ဝမ်းသာရတဲ့လာမဟုတ်ပါဘူးလူအနေနဲ့ရောဒီဝိညာဉ်ရေးရမှာရောကျွန်မတို့ကအရန်ကိုပျော်ရွှင်ရမယ်လားဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်မတို့ကိုချစ်လွန်းလို့ဒီဖခင်သခင်ကပေါ့နော်သူ့ရဲ့တူတော်သားကိုဒီကျွန်မတို့ရဲ့အပြစ်အတွက်ကယ်တင်ခြင်းခံရဖို့ကိုကျွန်မတို့ကိုပေးသနာတာဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ဟာစိတ်နှလုံးအပြည့်နဲ့ပေါ့နော်ဘုရားရှင်ကိုလက်ခံရမှာကြိုးဆိုရမယ်ပေါ့နော်အဲ့လိုဆိုတော့အရက်ဝက်နေလို့ငိုရင်လေငိုချလိုက်ပေါ့နော်မငိုနဲ့လို့တော့မတားချင်ဘူးပဲပြောလို့ဆိုတော့မျက်ရည်ဆိုတာပေါ့နော်သူ့လိုလိုထွက်လာတာမဟုတ်လို့ငိုချလိုက်ဒါမှကိုအားရတဲ့အချိန်ငိုချလိုက်ပြီးရင်ဘုရားနှုတ်ကပတ်တော်ကိုဖက်ပြီးတော့ဘုရားစီမှာဆုတောင်းပါတောင်းခံပါပေါ့နော်ပြီးတော့ဒီ Christmas ကိုဝမ်းမြောက်ဝမ်းသာလေးနဲ့စိတ်နှလုံးသစ်လို့ပြောနေအားလုံးကြိုဆိုရအောင်ဆိုတော့ကျွန်မကဒီတိုက်တွန်းရင်းနဲ့ပေါ့နော်ခွာပြီးချင်းခွာပေးစကားလေးပေါ့နော် reminder လေးပြန်လုပ်လာတာဖြစ်ပါတယ် Christmas ဟာကျွန်မတို့တည်ဆုံသွားတဲ့မိသားစုတွေကိုလွှင့်ရတဲ့နေ့မဟုတ်ဘူးပေါ့နော်တတိယရင်တောင်မှခဏလေးတတိယပြီးတော့ကျွန်မတို့ရဲ့အသက်သခင်ဖြစ်တဲ့သခင်ယေရှုကိုကျမတို့ကစိတ်နှလုံးအကျွမ်းမဲ့ဝမ်းမြောက်ဝမ်းသာစွာနဲ့လက်ခံကြိုဆိုရမှာဖြစ်ပါတယ်။ဒါကြောင့်သင်ရဲ့စိတ်နှလုံးသားကျမရဲ့စိတ်နှလုံးသားအလုံးကိုခုကလေးကသခင်ယေရှုအတွက်နေရာပေးပြီးတော့ပြင်ဆင်ကြရအောင်ဆိုတာကိုတိုက်တွန်းပြီးတော့ပေါ့နော် reminder လေးခွန်အားလေးနည်းနည်းပေးချင်တာဖြစ်ပါတယ်။အားလုံး Christmas မှာဘုရားစီရလာတဲ့ညီသက်ချင်းပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းတွေနဲ့ပြည့်စုံပြီးတော့2026ကိုလည်းကိုချီရတဲ့သူတွေနဲ့ကျမစွာရောက်ရှိနိုင်ကြပါစေဖြစ်တဲ့နိုင်ကြပါစေဆိုတော့သခင်ယေရှုနာမ၌ဆုတောင်းပြီးတော့အကုန်လုံးကိုကောင်းချီးပေးပါရရှင် bye bye